နှစ်ပေါင်း40လုံးလုံးအိတ်ဆက်ခြင်းမရှိခဲ့တဲ့စစ်သားတဦးဟာဟန်ဂေရီစစ်သားရဲ့ဦးခေါင်းကိုတနက်နဲ့တိုက်ရိုက်ပစ်ခတ်လိုက်တဲ့အတွက်ကြည်စံဟာသူ့ဦးခေါင်းရဲ့အုံနောက်တွင်းကိုနှက်ဆိုင်စွာဝင်ရောက်သွားခဲ့ပါတယ်။အဲ့ဒီအခါလဲသူဟာအံ့ဩဖွယ်ကောင်းအောင်အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့မှစပြီးအဲ့ဒီစစ်သားဟာအိတ်ဆက်ခြင်းမပြုနိုင်တော့ပါဘူး။နောက်ပိုင်းမှာဆရာဝန်တွေကတော့စစ်သားရဲ့အုံနောက်ဟာအိတ်ဆက်နိုင်စွမ်းလုံးဝဆုံးရှုံးသွားကြောင်းကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအခါအဲ့ဒီစစ်သားဟာတရက်မဟုတ်တစ်ပတ်မဟုတ်ပဲနှစ်ပေါင်း40ကျော်အထိအိတ်ဆက်ခြင်းလုံးဝမရှိဘဲနေထိုင်သွားခဲ့ပါတယ်။သတင်းစာတွေနဲ့တင်ကားကိုနှင်းထဲမှာဖုံးအုပ်ရတဲ့အကြောင်းစစ်သားတွေဟာသူတို့ရဲ့တင်ကားတွေကိုသတင်းစာတွေနဲ့ရည်ရွယ်ချက်ရှိဖုံးအုပ်လေးရှိပါတယ်။ဘာလို့ဆိုရင်စောင်းနှင်းစစ်စင်ရေးတွေမှာလမ်းတွေဟာနှင်းတွေနဲ့ဖုံးလွှမ်းနေတတ်ပြီးအဲ့ဒါကတင်ကားတွေကိုရန်သူတွေအတွက်အလွယ်တကူမြင်နိုင်တဲ့ပြစ်မှတ်တွေဖြစ်နေပါတယ်။ဒါပေမဲ့တင်ကားတွေကိုသတင်းစာတွေနဲ့ဖုံးအုပ်လိုက်တဲ့အခါတော့နှင်းဖုံးနေတဲ့မြင်ကွင်းနဲ့ရောရှက်သွားပြီးရန်သူတွေအတွက်ပြစ်မှတ်ထိဖို့ခက်ခဲသွားစေပါတယ်။စစ်သားတွေဟာတကယ်ဘုံတွေအစားအာလူးတွေကိုဘုံခိုခြင်းတွေတဲသို့ပစ်ချလေးရှိခဲ့ပါတယ်။ဘာလို့လဲဆိုတော့ရန်သူစစ်သားတွေဟာဘုံခိုခြင်းတွေထဲမှာမကြာခဏပုံအောင်နေလေးရှိပါတယ်။အဲ့ဒီအခါစစ်သားတွေဟာသူတို့ရဲ့တကယ်ဘုံဆန်တွေကိုမဖြုံးတီးခြင်းတဲ့အတွက်ဘုံဆန်မဖြစ်ပဲအာလူးကိုအရင်ပစ်လိုက်ကြပါတယ်။အဲ့ဒီလိုလုပ်တာကရန်သူစစ်သားတွေကိုဘုံကျပြီလို့အထင်မှားကအကာအကွယ်ကနေအလိုလျောက်ခုန်ထွက်လာကြပါတယ်။အဲ့ဒီအခါမှသူတို့ဟာလွယ်ကူစွာပြစ်ခတ်ဖို့ပြစ်မှတ်ကောင်းတွေဖြစ်သွားကြပါတယ်။မီးလောင်ကျွမ်းမှုတွေကိုဖြန့်ကျက်စေတဲ့မီးစာငတ်တွေအကြောင်းအဲ့ဒီငှက်တွေဟာမီးတောက်တွေစီကိုငိုက်ကြဆင်းလာပြီးမီးလောင်နေတဲ့တစ်တုံးလေးတွေကိုခြေသေးနဲ့စုပ်ကင်လိုက်ကြပါတယ်။ပြီးရင်အဲ့ဒီမီးစလေးတွေဟာမငိမ့်သေးတဲ့အချိန်မှာပဲပေ200ကျော်အကွာမှာရှိတဲ့6တွေ့နေတဲ့မြက်ခင်းတွေပေါ်သို့အဲ့ဒီတစ်တုံးတွေကိုပစ်ချလိုက်ပါတယ်။ဒီလိုနဲ့စက္ကန့်ပိုင်းအတွင်းမှာပဲမီးတစ်တစ်ခုစတင်လောင်ကျွမ်းလာပါတယ်။အဲ့ဒီအခါအင်းဆက်ပိုးမွားတွေနဲ့တော်ရန်တိရစ္ဆာန်လေးတွေဟာအသက်လူပြေးလွှားကြရပါတော့တယ်။ဒီတော့မှငှက်တွေကလည်းမီးလောင်နေတဲ့မြက်ခင်းပေါ်မှာဝိုင်းပြန်ကထွက်ပြေးတိမ်းရှောင်နေတဲ့တိရစ္ဆာန်လေးတွေကိုဖမ်းယူစားတောက်ကြပါတယ်ဒီလိုနဲ့မီးတောက်တွေငြိမ်သွားတဲ့အခါလဲအဲ့ဒီငှက်တွေဟာအမဲလိုက်ဖို့အတွက်မီးတစ်တွေကိုစတင်လောင်ကျွမ်းစေဖို့ဒီဖြစ်စဉ်ကိုထပ်ခါလှုပ်ဆောင်ကြပြန်ပါတယ်ကလေးငယ်တွေအတွက် CPR လုပ်ပြီးကလေးငယ်ဟာအသက်ရှူရက်သွားပါကခြေဝါးကိုပုတ်ပြီးတုံ့ပြန်မှုရှိမရှိကိုစစ်ဆေးပါဒီလိုနဲ့တုံ့ပြန်မှုမရှိပါကလည်းပါးစပ်ကိုဖွင့်ပြီးအသက်ရှူလမ်းကြောင်းပိတ်ဆို့နေတဲ့အရာရှိမရှိကိုလည်းစစ်ဆေးပါပြီးရင်ရင်ဘတ်အလဲဘဟုမှာလက်ချောင်းနှစ်ချောင်းတင်ပြီးတလက်မခွဲအမြင့်လောက်နဲ့ပုံမှန်စီးချက်ဖြင့်အကြိမ်30အထိဖိပေးပါထပ်ပြီးတော့လည်းဦးကောင်းကိုအနှဲငယ်မော့ပေးကရင်ဘတ်မြင့်တက်စေုံမျှသာနူးညံ့တဲ့အသက်နှစ်ချက်ကိုမှုတ်ပေးပါဒီလိုနဲ့ကလေးကိုရင်ဘတ်ဖိအားအကြိမ်30နဲ့4နှစ်ချက်မှုတ်ပေးတဲ့လုပ်ငန်းစဉ်ကိုပြန်လည်အသက်ရှူလာတဲ့အထိဒါမှမဟုတ်အကူအညီရောက်ရှိလာတဲ့အထိကိုဆက်လက်လှုပ်ဆောင်နိုင်ပါတယ်လိမ်ပရိရများတဲ့အိုးငှက်တွေအကြောင်းအိုးငှက်တွေဟာအခြားငှက်တွေရဲ့အတိုက်ထဲမှာဥပြီးတာနဲ့သူ့ရဲ့ဥဟာအတိုက်ရှင်ငှက်ရဲ့မူလောက်တွေနဲ့ပုံစံတူအယောင်တူဖြစ်အောင်အတူယူသွားတဲ့အတွက်အတိုက်ရှင်ငှက်ဟာလုံးဝတန်တရားမဖြစ်တော့ပါဘူးပြီးရင်အိုးဥတွေဟာအခြားဥတွေထက်စောစီးစွာပေါက်ကမူလကရှိတဲ့ငှက်ဥတွေကိုအတိုက်မှာတွန်းချပစ်လိုက်ကြပါတယ်အဲ့ဒီအခါအိုးငှက်ကလေးကိုမိဘငှက်တွေကလှည့်စားခံရမှန်းမသိပဲပြုစုပြိုးထောင်ပေးကြရပါတယ်ရှေးခေတ်အီဂျစ်ရဲ့နှာခေါင်းဖြတ်တောက်တဲ့မြို့ရှေးအီဂျစ်ခေတ်တုန်းကပြစ်မှုကျူးလွန်သူတွေရဲ့နှာခေါင်းတွေကိုဖျက်ပစ်လေးရှိပါတယ်ပြီးရင်အဲ့ဒီတခိုးတွေကိုနှာခေါင်းဖြတ်ခံထားရသူတွေနဲ့သာနေထိုင်ရတဲ့အထူးမျိုးတစ်မျိုးကိုပို့ဆောင်ခံရပါတယ်အဲ့ဒီလိုနိုကိုလူရမျိုးမှလည်းဘဝဟာငရဲပမာဖြစ်တာကြောင့်အကျဉ်းသားတွေဟာအမြဲတမ်းအဲ့ဒီမျိုးကနေထွက်ပြေးဖို့ကြိုးစားကြပါတယ်ဒါပေမဲ့နှာခေါင်းဖြတ်ခံထားရတဲ့အတွက်သူတို့ကိုအလွယ်တကူမှတ်မိပြီးမျိုးတဲကိုပြန်ပို့ခံရပါတယ်ဆယ်တကားတွေရဲ့အလုတ်လုတ်ပုံရေဖီအားများလာတာနဲ့အမျှတကားတွေဟာအလိုလျောက်ပိတ်သွားပါတယ်အဲ့ဒီတကားအစွန်းတွေကိုလီယိုနာဒိုဒါဗင်ချီကဘွီပုံစံနဲ့ဒီဇိုင်းဆွဲထားတာကြောင့်တင်းတင်းကြပ်ကြပ်ပိတ်နိုင်ပြီးရေယိုစိတ်မှုကိုလည်းကာကွယ်ပေးပါတယ်ဒီလိုနဲ့တကားတွေပြန်ဖွင့်ဖို့လိုတဲ့အခါမှာတော့ဘားတန်းလေးတွေကိုဖွင့်လိုက်တာနဲ့နှစ်ဖက်စလုံးကရေမျက်နှာပြင်ကိုညီမျှအောင်လုပ်ပေးပါတယ်ပြီးရင်တစ်ဖက်ကအဆောင်တစ်ယောက်စီကလီဘာကိုတွန်းလိုက်ရုံနဲ့တကားတွေဟာအလွယ်တကူပြန်ဖွင့်လာပါတယ်စစ်ကြီးကာလာကကလေးငယ်တွေအတွက်ဓာတ်ငွေမျက်နှာဖုံးဓာတုစစ်ပွဲအတွင်းမှာကလေးငယ်တွေကိုရာဘာတဲခိုခန်းလေးထဲမှာလုံခြုံစွာပိတ်ပြီးမိခင်တွေကလက်နှိပ်ဆက်နဲ့အတွင်းထဲကိုလေသွင်းပေးခဲ့ရပါတယ်ပြီးရင်ရှူထွက်တဲ့လေတွေကိုတော့အခြားအပေါက်မှတဆင့်ပြန်ထုတ်ပေးပါတယ်ဒါပေမဲ့မိဘတွေကပင်ပန်းနွမ်းနယ်ပြီးလေသွင်းတာကိုရက်လိုက်ပါကကလေးငယ်ဟာအသက်ရှူလမ်းကြောင်းပိတ်ပြီးတိတ်ဆုံးတဲ့အထိဖြစ်နိုင်ခြေရှိခဲ့ပါတယ်လေထဲမှာလေရင်ပင်ကာရက်သွားရင်ဘာဖြစ်မလဲလေထဲမှာလေရင်ပင်ကာရဲ့လက်ပတ်မှုရက်သွားရင်ပြန်တန်းသူကလေရင်ကိုအနှဲငယ်ငိုက်ဆိုင်ပြီးနှာမောင်းကိုအောက်ဖက်ညွန်ကလေစီးကြောင်းအားကိုအသုံးပြုပါတယ်ဒီနည်းနဲ့လေဖီအားကြောင့်ပင်ကာကိုပြန်လဲပတ်စေပြီးလောင်စာစီကိုပြန်လဲမီးဆွဲအောင်လှုပ်ဆောင်ပါတယ်နောက်ဆုံးမှာအင်ဂျင်ကိုလက်နဲ့ပြန်လဲဆက်နှိုးလိုက်တဲ့အခါပုံမှန်ပြန်တန်းမှုအနေအထားကိုပြန်လဲရောက်ရှိစေပါတယ်လေစိတ်လုံခြုံရေးကမမ်မီရုပ်အလောင်းကိုဘားကြောင့်တားမြစ်ခဲ့တာလဲလေစိတ်လုံခြုံရေးတပ်ဖွဲ့ကပြတိုက်ဝန်ထမ်းတွေကိုလေရင်ပေါ်တက်ခွင့်ပိတ်ပင်ခဲ့ပါတယ်အကြောင်းကတော့ဖာရိုဘီယင်ရဲ့ရုပ်အလောင်းဟာဆွေးမြေ့လာနေပြီးအီဂျစ်အစိုးရကပြင်သစ်နိုင်ငံကိုအရေးပေါ်ကူတာမှုခံယူဖို့ပုံမစ조사နေချိန်မှာပါဒါပေမဲ့ပြင်သစ်ဥပဒေအရနိုင်ငံထဲဝင်လာသူတိုင်းကိုစာရွက်စာတမ်းပြဖို့လိုအပ်နေခဲ့ပါတယ်။ဒါကြောင့်အီဂျစ်အစိုးရကဖာရိုဘီယင်အတွက်တရားဝင် passport ထုတ်ပေးဖို့ဖိအားပေးခံရပြီးအလုတ်ကင်ကဏ္ဍမှာတော့ဘီယင်လို့ဖော်ပြခဲ့ရပါတယ်
ဝန်ပလွေခွေးပုံးတွေဆိုတာဘာလဲစစ်သားတွေဟာလေရင်ပေါ်မှတင်းငယ်တဲ့တံမဏိကျွန်လေးတွေကိုထောင်နှိပ်ချီပြီးချပေးခဲ့ကြပါတယ်အဲ့ဒါတွေကိုဝန်ပလွေခွေးပုံးလို့ခေါ်ပေမဲ့လည်းရမ်းမုံတွေလုံးဝမပါဝင်ပါဘူးအဲ့ဒီဘုံတွေကိုတစ်စက္ကန့်မှာပေးတောင်အမြန်နှုန်းနဲ့အပြင်းပြင်းပစ်ချလိုက်တာကြောင့်အောက်ကစစ်သားတွေရဲ့အုတ်ထုပ်တွေကိုတောင်ဖောက်ထွင်းနိုင်တဲ့အစွမ်းရှိခဲ့ပါတယ်စစ်သားတွေကလက်ပတ်နာရီကိုခေါင်းပန်းလန်ပြီးဝတ်ခဲ့ကြတဲ့အကြောင်းစစ်မြေပြင်မှာစစ်သားတွေဟာသူတို့ရဲ့လက်ပတ်နာရီတွေကိုပြောင်းပြန်ဝတ်ဆင်လေးရှိခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့တိုက်ပွဲအတွင်းမှာနာရီမျက်နှာပြင်ပေါ်ကဖန်သားဟာနေအောင်ကိုပြန်ဟပ်စေပြီးစစ်သားရဲ့ဒီနေရာကိုရန်သူကိုဖော်ထုတ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့နာရီကိုပြောင်းပြန်လှန်ဝတ်လိုက်တာကအလင်းပြန်မှုကိုလုံးဝကာကွယ်နိုင်ပြီးသူတို့ရဲ့ဒီနေရာလည်းမပေါ်လွင်တော့ပါဘူး။လှေလဲတဲ့တံမဏိဆက်လိုက်ပေါ်ကိုပြင်းထန်စွာတိုက်မိပြီးအမျိုးသမီးကိုရေပိုက်မှပစ်ထုတ်ကအမြဲတမ်းဒဏ်ရာရစေခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာအဲ့ဒီသူတွေဟာစီးရန်တင့်တော်တဲ့ကိုလေးချိန်ထက်ကျော်လွန်နေပြီးစီးမြင့်တွေကိုလိုက်နာမှုမရှိခဲ့ကြောင်းသိရှိရခဲ့ပါတယ်။အဲ့ဒီအခါမတော်တဆမှုကသူတို့ရဲ့အမှားဖြစ်ပေမဲ့လည်းကုမ္ပဏီကိုဒေါ်လာ3 သန်းကျော်တရားစွဲဆိုဖို့ကြိုးစားခဲ့ကြပါတယ်။စစ်သားတွေကအလင်းထွက်တဲ့ပိုးကောင်တွေကိုတင်ထားကြတဲ့အကြောင်းဒုတိယကမ္ဘာစစ်ကာလကစစ်သားတအုပ်ဟာအလင်းထွက်တဲ့ပိုးကောင်တွေကိုဖမ်းပြီးဖမ်းဘူးအလွတ်ထဲမှာဖမ်းထားလေးရှိပါတယ်။ဘာလို့လဲဆိုတော့ညဘက်တွေမှာရန်သူစနိုက်ပါတွေဟာအမှောင်ထဲမှာအလင်းရောင်လေးတစ်ခုကိုတောင်စောင့်ကြည့်နေတတ်ကြပါတယ်။အဲ့ဒီအခါအလင်းလေးနည်းနည်းလေးကတောင်လူအသက်ကိုရန်ရှာနိုင်ပါတယ်။ဒါကြောင့်စစ်သားတွေဟာအဲ့ဒီအလင်းထွက်တဲ့ပိုးကောင်လေးတွေကိုသူတို့ရဲ့ခေါင်းဆောင်တွေနဲ့လက်တွေမှာအပြင်ပစ္စည်းကိရိယာတွေထဲမှာပါထည့်ထားပြီးအမှောင်ထဲမှာအမိတ်စာရွက်တွေကိုဖတ်နိုင်ဖို့လုံလောက်တဲ့အလင်းရောင်ရအောင်အသုံးပြုခဲ့ရပါတယ်။အမေရိကအရှေ့ပိုင်းတစ်ခုလုံးကိုကယ်တင်ခဲ့တဲ့လျှက်စစ်ခလုံးငယ်တစ်ခုပြီး52ဘုံကျဲလေရင်ကြီးဟာလေထဲမှာပျက်စီးကနျူကလ িয়ার ဘုံကြီးနှလုံးလွတ်ကျလာခဲ့ပါတယ်။အဲ့ဒီနျူကလ িয়ার ဘုံတွေဟာဟီရိုရှီမာမြို့ပေါ်ကိုကျခဲ့တဲ့ဘုံတွေထက်အဆ250ပြင်းထန်ပါတယ်။ဒီလိုနဲ့ဘုံဟာမြေပြင်နဲ့ထိမိတဲ့အခါမှာတော့လုံခြုံရေးစနစ်၄ခုတည်းက3ခုဟာအလုံးမလုံးခဲ့ပါဘူး။ဒါကြောင့်ပိုအားနှိမ်ခလုံးငယ်လေးတစ်ခုတည်းကအမေရိကအရှေ့ပိုင်းတစ်ခုလုံးကိုဖျက်ဆီးနိုင်မဲ့ပောက်ကွဲမှုကြီးကိုတားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဆန်လိုက်ပါတအူးဟာကြီးစံကိုတမင်တကာပြအောင်လုပ်ပြီးအပေါက်ဖောက်ကအတွင်းထဲမှာမာဂျူရီတွေဖြည့်လိရှိပါတယ်။တာမန်ကြီးစံတဲ့ခေါင်းကိုမှန်အောင်မပြစ်နိုင်ပါကပြစ်မှတ်ဟာမသေးပဲအသက်ရှင်ကျန်နိုင်ပါတယ်။အဲ့ဒီအခါဆန်လိုက်ပါရဲ့တာဝန်ကကြာရှုံးနိုင်ပါတယ်။ဒါပေမဲ့မာဂျူရီပါတဲ့ကြီးစံတဲ့ပြစ်ပါကထိမှန်တာနဲ့ပြဓာစိတ်တင်ကပြစ်မှတ်ဟာမူးချတေဆုံးစေနိုင်ပါတယ်။ချိုင်းခုံကျိုးပြီးဘဝပြက်ခဲ့သူချိုင်းခုံဟာရုတ်တရက်ကျိုးပဲသွားချိန်မှာတန်နိုင်တစ်ချောင်းဟာသူ့ရဲ့စအိုးမှတဆင့်အတွင်းပိုင်းထိကိုထိုးဝင်သွားခဲ့ပါတယ်။အဲ့ဒီလိုကန်ဆိုးမှုဖြစ်ပွားရတာမှာသူထိုင်နေတဲ့ချိုင်းခုံကဝက်ဦးဟာရော့နေတာကိုတတိမထားမိပဲသူ့ရဲ့ကိုယ်လေးချိန်ဖိအားကြောင့်ဝက်ဦးလုံးဝထွက်ကျသွားကတန်နိုင်ဟာတင်ပါဆုံအာယုံကြောတွေကိုထိုးဖောက်မိသွားတာကြောင့်ဖြစ်ပြီးနောက်ဆုံးမှာတော့သူ့ကိုတစ်သက်လုံးအောက်ပိုင်းတေးသွားစေခဲ့ပါတယ်။အီဂိုရုပ်လူမျိုးတွေရဲ့ထူးဆန်းတဲ့တင်ချိုင်းခိုးသူတွေကိုကာကွယ်နည်းဖိလစ်ပိုင်ကအီဂိုရုပ်လူမျိုးတွေဟာသူတို့ရဲ့ချေရသူတွေရဲ့အလောင်းတွေကိုတမင်တက်တောင်ဆောင်တွေပေါ်တွင်ဆွဲထားလေးရှိကြပါတယ်။ဘာလို့လဲဆိုတော့တင်ချိုင်းတူးဖော်သူတွေဟာလာရောက်ပြီးတေဆုံးသူတွေနဲ့အတူမြုပ်နှံထားတဲ့တန်ဖိုးရှိပစ္စည်းတွေကိုမကြာခဏတူးဖော်ခိုးယူလေးရှိတာကိုကာကွယ်ဖို့အတွက်ဖြစ်ပါတယ်။အဲ့ဒီအခါအလောင်းတွေကိုတောင်ဆောင်တွေပေါ်မှာဆွဲထားတာနဲ့တင်ချိုင်းတူးဖော်သူတွေအတွက်အတွင်းကတန်ဖိုးရှိပစ္စည်းတွေကိုရယူဖို့အရန်ကိုခက်ခဲစေခဲ့ပါတယ်။အီဂျစ်ပြည်ရှင်တွေရဲ့ပြားရည်ကာရန်ရှေးအီဂျစ်ခေတ်ကကြေးကျွန်တွေကိုပြားရည်စီတွေအပြီးလောင်းချပြီးအဲ့ဒီကြေးကျွန်တွေကိုဘယင်အနီးမှာရက်ခိုင်းထားလေးရှိပါတယ်။ဘာလို့လဲဆိုတော့ရှေးအီဂျစ်မှာဘယင်များစွာဟာငှက်ဖျားယောဂါကြောင့်အသက်ဆုံးရှုံးရပူပါတယ်။အဲ့ဒီအခါဘယင်ရဲ့အသက်ကိုကာကွယ်ဖို့အတွက်ကြေးကျွန်တွေကိုပြားရည်နဲ့ဖုံးအုပ်ကအန္တရာယ်ရှိတဲ့ရင်ကောင်းတွေကိုကြေးကျွန်တွေစီကိုဆွဲဆောင်ရပါတယ်။ဒီနည်းနဲ့ပဲဘယင်ကိုအန္တရာယ်ကင်းစေပါတယ်။တာမီနေတာကရိုင်ဖယ်ကိုပြန်လဲဖြစ်တင်းပုံတာမီနေတာဟာသူ့ရဲ့တစ်ဖက်လက်ထဲနဲ့ရိုင်ဖယ်ကိုလှန်ကာတစ်ဆက်ထဲအမြောက်အများပစ်ခတ်နိုင်ပါတယ်။အဲ့ဒီတနက်ဟာအန်180ခုရိုင်ဖယ်ပဲဖြစ်ပါတယ်။အဲ့ဒီရိုင်ဖယ်ကိုပြန်လဲဖြစ်တင်းဖို့အတွက်လဲပစ်ခတ်ပြီးတိုင်းမှာလီဗာကိုအောက်ဖက်သို့ဆွဲချရပါတယ်။အဲ့ဒီမီကိုအသုံးပြုပြီးတော့ပဲပစ်ပြီးသားကြီးခုံကိုထုတ်ပစ်ကအသစ်ကြီးစံကိုအချောင်းနဲ့ထည့်ပေးတာဖြစ်ပါတယ်။အာကာသထဲမှာအာကာသရင်မှုတွေဘလို့အိတ်ကြတာလဲအာကာသထဲမှာအာကာသရင်မှုတွေဟာသူတို့ကိုယ်ဘယ်ခရိုကျိုးတွေနဲ့ချီနှောင်ထားရပါတယ်ဘာလို့လဲဆိုရင်ရက်ဆွဲအားမရှိတဲ့အာကာသထဲမှာသူတို့ဟာတညလုံးမျောနေမှာဖြစ်လို့ပါပြီးရင်လည်းအိယာထဲမှာလို့လူးလိမ့်တာနဲ့လှဲ့တာလိုမျိုးမရှိပဲအာကာသဘူရီတိုတစ်ခုလိုမျောနေမှာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်သူတို့ဟာနံရံမှာခြိထားတဲ့အိတ်ဆက်အိတ်တွေထဲမှာအိတ်ကြတာဖြစ်ပါတယ်လောင်းကစားယုံမှာကြီးကြီးမားမားအနိုင်ရခဲ့သူလောင်းကစားယုံတစ်ခုမှာဘလက်ချက်ကစားနေချိန်မှာဒိုင်လုတ်သူဟာဖဲချက်တွေကိုဝေလိုက်တာနဲ့ခြေထောက်ကိုအထူးချက်ပြပုံစံနဲ့ခောက်ပြီးဘာဖဲချက်တွေထုတ်ပေးလိုက်တယ်လဲဆိုတာဝတ်ထားတဲ့ကိရိယာကိုအသိပေးခဲ့ပါတယ်။အဲ့ဒီကိရိယာကမော့စကုတ်လိုင်းနဲ့တုံခါမှုတွေဖြစ်စေပြီးသူ့ကိုနောက်ထပ်လောင်းတင်လားဒါမှမဟုတ်ရက်တင်လားဆိုတာကိုအချက်ပြပေးပါတယ်။ဒီနည်းနဲ့ပဲကစားရုံမျိုးမျိုးမှာတပတ်အတွင်းသူဟာဒေါ်လာ1 သန်းကျော်အထိအနိုင်ရသွားခဲ့ပါတယ်။စစ်သားတွေဟာတနက်တွေကိုတဲအိမ်ပြင်ဘက်မှာထားရတဲ့အကြောင်းရင်းစစ်သားတွေဟာသူတို့ရဲ့တနက်တွေကိုတမင်တက်တဲ့အပြင်ဘက်မှာအေးခဲနေတဲ့အခြေအနေထားနဲ့ထားလေးရှိကြပါတယ်။
ဘာလို့လဲဆိုတော့အေးနေတဲ့တနက်ကိုနှွေးထွေးတဲ့တဲအတွင်းထဲကိုယူသွင်းပါကတနက်ပုံမှာရေငွေ့တွေဆွဲထင်လာစေပါတယ်ပြီးရင်စစ်သားဟာအဲ့ဒီတနက်နဲ့တဲအပြင်ကိုထွက်လာတဲ့အခါလဲတနက်ရဲ့မောင်းတဲ့ခလုတ်တွေဟာခဲသွားနိုင်ပြီးတိုက်ပွဲအတွင်းမှာတနက်ပြစ်လို့မရတဲ့အခြေအနေတွေကြောင့်ရန်သူရဲ့လက်ချက်နဲ့ချက်ချင်းအသက်ဆုံးရှုံးနိုင်တဲ့အထိဖြစ်နိုင်ပါတယ်စစ်သားတွေဟာတနက်နှက်ခမ်းဝါကိုအုပ်ထားကြတဲ့အကြောင်းဒုတိယကမ္ဘာစစ်ကာလကစစ်သားတွေဟာတနက်နှက်ခမ်းဝါကိုတမင်တက်တက်ကွန်တုံးဆုပ်ပြီးဖုံးလေးရှိခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့စစ်မြေပြင်တွေဟာရွှွန့်တွေတဲတွေနဲ့ရှုပ်ထွေးပြီးအရာရာကိုဖုံးလွှမ်းနေလေရှိလို့ပါ။အဲ့ဒီအခါအမိုက်တရိုက်တွေနဲ့တဲကြောက်ဆတဲ့အမုံတွေဟာတနက်ပြုံတွေကိုဝင်ရောက်လာနိုင်ပြီးတနက်ပစ်ဖို့မတင်တော်တော့ပဲပြန်လည်ပောက်ကွဲမှုဖြစ်စေကစစ်သားရဲ့လက်ကိုဒဏ်ရာရစေနိုင်ခဲ့ပါတယ်။ဂျာမန်စစ်သားတွေဟာလက်ပစ်ဘုံတွေအတွင်းမှာနှောက်နှေးစေတဲ့ပြုံငယ်ကိုတမင်တက်တက်ဖယ်ရှားပြီးဘုံတွေကိုမူလဘူးထဲပြန်ထည့်ခဲ့ကြပါတယ်။ဂျာမန်တို့တည်ထားတာကရန်သူတပ်တွေချင်းကပ်လာပါကအဲ့ဒီဘုံတွေကိုတွေ့ရှိပြီးတိုက်ပွဲမှာပြန်လည်အသုံးပြုတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ဒါကြောင့်ဂျာမန်တို့ဟာသူတို့ရဲ့စခန်းတွေကိုစွန့်ခွာသွားချိန်မှာအဲ့ဒီဘုံတွေကိုအချိန်မီပောက်ကွဲစေဖို့ခြံရစ်ခဲ့ကြပါတယ်။အဲ့ဒီအခါရန်သူတပ်တွေကလည်းအဲ့ဒီဘုံတွေကိုအသုံးပြုတဲ့အခါမှာဘုံတွေဟာချက်ချင်းပောက်ကွဲသွားကစစ်သားတွေကိုဒဏ်ရာရစေခဲ့ပါတယ်။ဘွဲနှင်းတပင်ပါတီပွဲအပြီးမှာအစိုးဆုံးအဖြစ်အပျက်တစ်ခုလူငယ်လေးဦးဟာဘွဲရကျောင်းသားတွေကိုဂုံပြူပွဲကျင်းပရင်းနဲ့ကားမောင်းလာချိန်မှာလမ်းပေါ်ကတစုံတရာကိုဝင်တိုက်မိခဲ့ကြပါတယ်အစပိုင်းမှာတော့တော်ရိုင်းတလိဆန်တကောင်လို့ထင်မိခဲ့ပေမဲ့လည်းစဉ်းကြည့်တဲ့အခါတော့လူတဦးဟာအသက်မရှိတဲ့ဟန်နဲ့လှဲကျနေတဲ့ခန္ဓာကိုယ်ကိုတွေ့ရှိခဲ့ကြပါတယ်အဲ့ဒီအခါလူငယ်တွေဟာသူတို့ရဲ့အနာဂတ်ကိုကာကွယ်ဖို့အတွက်လူတွေကိုမြစ်ထဲသို့ပစ်ချဖို့အားလုံးသဘောတူဆုံးဖြတ်ခဲ့ကြပါတယ်ဒါပေမဲ့ခီးတဝက်မှာတော့အဲ့ဒီလူဟာရုတ်တရက်နိုးထလာခဲ့ပြီးအလန့်တကြားနဲ့အဲ့ဒီလူငယ်လေးဦးစလုံးကိုတနက်နဲ့ပစ်တက်လိုက်ခဲ့ပါတယ်။တနက်တန်တွေကိုကြားရတဲ့ရဲတွေဟာချက်ချင်းရောက်ရှိလာပြီးလူတက်မှုနဲ့အဲ့ဒီလူကိုဖမ်းဆီးလိုက်ကြပါတယ်။စစ်မြေပြင်မှာစလိတ်တွေနဲ့တည်ယူပို့ဆောင်ရေးအုံပြုပုံစစ်သားတွေဟာတမင်တက်တက်စလိတ်ခေါ်ခေါင်းမိုးနဲ့ပြုလုပ်ထားတဲ့တည်ရင်တွေအတွင်းမှာလဲလျောင်းနေခဲ့ကြပါတယ်။အဲ့ဒီစစ်သုံးစလိတ်တွေကိုတင်ကားတစ်စီးနဲ့ချိတ်ဆက်ထားပြီးတင်ကားယူလျားတာနဲ့အမျှစစ်သားတွေကလည်းအတူတကွဆွဲယူခံရပါတယ်။ဒီနီလန်းကိုအဓိကအနေနဲ့အရင်မြင့်နေပါမှုကြောင့်စစ်သားအများပြားကိုစစ်မြေပြင်ကိုတည်ဆောင်ဖို့အသုံးပြုခဲ့ကြပါတယ်။ဒီလိုနဲ့အချိန်တန်လာတဲ့အခါတော့သူတို့ဟာစလိတ်တွေမှထွက်ကရန်သူကိုတိုက်ခိုက်ခဲ့ကြပါတယ်။တစ်သားတနက်ကလေးကသူ့ကိုဘလို့ကူညီခဲ့တာလဲဒီလူဟာတစ်သားနဲ့အတူတနက်တလက်ကိုထွင်းထုပြီးဖနက်မင်နဲ့အမဲရောင်တုပ်လိမ့်ခဲ့ပါတယ်ဒီလိုနဲ့ထောင်ဆောင်တွေကသူ့အခန်းတကားကိုဖွင့်လိုက်လာတဲ့အခါတော့သူဟာချက်ချင်းပဲအဲ့ဒီတနက်တူကိုအဆောင်တွေစီထောင်ပြီးသူတို့ကိုအခန်းထဲပိတ်ထားလိုက်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူဟာလက်နက်တို့လောင်ခန်းကနေတနက်အစစ်နှစ်လက်ကိုယူပြီးရဲအုပ်ကြီးရဲ့ကားကိုခိုးယူကအမေရိကရဲ့အလုံးကျုံဆုံးထောင်ကနေလွတ်မြောက်သွားခဲ့ပါတယ်တိတ်ဖြန်ပိုးပါတဲ့ကိုလေးချနီဆေးပြားတွေအကြောင်းအဲ့ဒီဆေးပြားတွေမှာတိတ်ဖြန်ပိုးတွေထည့်သွင်းထားပြီးအမျိုးသမီးတွေကသူတို့ဘာသာတမင်တက်တက်တောက်သုံးခဲ့ကြပါတယ်။ဘာလို့ဆိုတော့အမျိုးသမီးတွေဟာအဲ့ဒီဆေးပြားတွေကိုမျိုးချလိုက်တဲ့အခါတိတ်ဖြန်ပိုးတွေဟာသူတို့စားထားတဲ့အစားအစာတွေကိုစတင်စားသုံးကြပါတယ်။တထောင်ကိုရပြည့်လွန်နှစ်တွေကအမျိုးသမီးတွေဟာပိန်လှတဲ့ခါတောင်းကြိုက်ကိုအလှကိုအလွန်အမင်းလိုလားကြတဲ့အတွက်အချို့စီးပွားရေးလုပ်ငန်းရှင်တွေကအဲ့ဒီအလိုဆန္ဒကိုအခွင့်ကောင်းယူကကြောက်မက်ဖွယ်ဖြည့်ရှင်းနည်းတစ်ခုကိုမိတ်ဆက်ခဲ့ကြပါတယ်။အဲ့ဒီဖြည့်ရှင်းနည်းကတိတ်ဖြန်ပိုးပါတဲ့ကိုလေးချဆေးပြားတွေပဲဖြစ်ပါတယ်။ဖြူကောင်နဲ့မုဖလာရီခွက်ကြားကပြဿနာဖြူကောင်လေးဟာမုဖလာရီရေခဲမုတ်ခွက်တွေထဲမှာမကြာခဏညက်မိတတ်ကြပါတယ်။အဲ့ဒီအခါဘလောက်ပဲလွတ်အောင်ကြိုးစားသူတို့ဟာမုဖလာရီခွက်ကနေမလွတ်နိုင်ပဲအသက်ရှူလမ်းကြောင်းပိတ်ပြီးတေဆုံးတဲ့အထိဖြစ်ခဲ့ကြပါတယ်။အဲ့ဒီအခြေအနေကိုတွေ့မြင်ရပြီးနောက်တရိတ်ဆန်ခွင့်ရေးလှုပ်ရှားသူတွေကမက်တော်နက်ကိုဆန္ဒပြခဲ့ကြပါတယ်။မက်တော်နက်ကလည်းအဲ့ဒီကိစ္စကိုအလေးထားပြီး2006ခုနှစ်မှာမုဖလာရီခွက်အဖုံးကိုပြန်လည်ဒီဇိုင်းဆွဲခဲ့ပါတယ်။တရိတ်ဆန်တွေညက်မိနိုင်တဲ့ခြေပြန့်တဲ့အပေါက်ကိုဖယ်ရှားလိုက်ပြီးတော့အဲ့ဒီပြဿနာကိုဖြေရှင်းပေးခဲ့ရပါတယ်။အထက်တန်းစားအမျိုးသမီးတွေရဲ့စပင်တွေမှာအနံ့ဆိုးထွက်ရတဲ့အကြောင်းအလဲခေတ်ကာလကအထက်တန်းစားအမျိုးသမီးတွေရဲ့စပင်တွေဟာအနံ့ဆိုးထွက်လေးရှိပါတယ်အကြောင်းကတော့အဲ့ဒီခေတ်ကစပင်တွေကိုအလွန်အမင်းမြင့်မားစွာပုံဖော်တဲ့ပုံစံမျိုးခေတ်စားနေလို့ဖြစ်ပါတယ်အဲ့ဒီအခါသူတို့ရဲ့လူမှုရေးအဆင့်တန်းကိုပြသဖို့အတွက်သူတို့ဟာပေါင်မုတ်အမုတ်တွေနဲ့ပြုလုပ်ထားတဲ့ဖောင်းကျွတ်ပစ္စည်းများကိုစပင်ထဲထက်ကပုံသွင်းလေးရှိကြပါတယ်ဒါပေမဲ့အဲ့ဒီဖောင်းကျွတ်ပစ္စည်းတွေကိုရက်ရှည်လာများမဖယ်ရှားပဲထားမိပါကစပင်မှာအနံ့ဆိုးတွေဆွဲကပ်သွားရတာဖြစ်ပါတယ်